အားလုံးပဲမင်္ဂလာပါဗျာဒီတစ်ခါတော့ကျွန်တော်ကဝက်စီဘတ်ခရမ်းသီးကြော်လေးကိုကြော်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးဝက်စီဘတ်ကိုကျွန်တော်တို့ကိုလိုချင်တယ်လို့အတုံးလေးတွေကိုလှိဖြတ်ရပါမယ်ဗျာကျွန်တော်ကတော့ဝက်စီဘတ်ကိုအခုလိုမျိုးလေးတုံးထားတာပဲဖြစ်ပါတယ်ဒါကတော့ဝက်စီဘတ်ပေါ့နော်ဝက်စီဘတ်လေးလည်းလှိထားပြီးဆိုတော့ခရမ်းသီးကိုလည်းကိုလိုချင်တယ်လို့ပုံစံလေးတွေကိုအခုလိုမျိုးလှီးထားလိုက်ပါဗျာအဲ့ဒါဆိုရင်တော့ဝက်စီဘတ်နဲ့ခရမ်းသီးနဲ့ကြော်ဖို့အတွက်ကြက်သွန်ဒီပါလိမယ်ဂျင်းကြက်သွန်ဖြူငရုတ်သီးအနီတောင်လေးတွေကိုအသုံးပြုမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကြက်သွန်မြိတ်ကိုလည်းအခုလိုမျိုးပါလေးတွေလှီးပြီးတော့မှအရန်တင်ပြင်ဆင်ထားလိုက်မယ်နော်ကဲအဲ့ဒါဆိုရင်စကြော်ကြရအောင်မိဘမှာအိုးတယ်ပြီးတော့မှဝက်စီဘတ်လေးတွေကိုအခုလိုမျိုးကင်းတယ်လို့မျိုးကြော်လိုက်မယ်ဗျာဘာစီမှမထည့်ဘဲနဲ့ဝက်စီဘတ်တွေကြီးပဲကိုအခုလိုမျိုးကျွန်တော်တို့ကြော်ပေးရမှာဖြစ်ပါတယ်ဝက်စီဘတ်ကိုအခုလိုမျိုးလေးရဲပြီးတော့မှကျွတ်တဲ့အနေထားလေးဒီကြော်ပေးရမှာဖြစ်ပါတယ်ကြော်ရင်းနဲ့ကိုလိုချင်တဲ့အနေထားလေးရပြီဆိုလို့ရှိရင်ကတော့စောစောကပြင်ဆင်ထားတဲ့ချင်းကြက်သွန်ပြူကြက်သွန်ဒီတွေကိုထည့်ပြီးတော့မှအခုလိုမျိုးရောကြော်ပေးလိုက်မယ်နော်ကြက်သွန်လေးနည်းနည်းနွမ်းလာပြီဆိုလို့ရှိရင်ကတော့ငရုတ်သီးအနီတောင်လေးတွေထည့်ပြီးတော့မှအခုလိုမျိုးကြော်ပေးလိုက်မယ်ဗျာငရုတ်သီးအနီတောင်လေးထည့်ပြီးနည်းငယ်မွေးပေးပြီးရင်တော့လှိထားတဲ့ခရမ်းသီးတွေကိုအခုလိုမျိုးထည့်ပြီးတော့မှကြော်ပေးလိုက်မယ်နော်ခရမ်းသီးလေးနဲ့စီဘူးနဲ့တသားတည်းဖြစ်တော့အောင်အခုလိုမျိုးမွေးပေးရမှာဖြစ်ပါတယ်ခရမ်းသီးလေးနည်းနည်းနူးလာအောင်ကျွန်တော်တို့ရေလေးနည်းနည်းထည့်ပြီးတော့မှထပ်ပြီးကြော်ပေးလိုက်မယ်နော်ကဲခရမ်းသီးလေးလည်းနူးလာပြီဆိုတော့အရသာတွေထည့်မယ်စားထည့်မယ်ဗျာပြီးရင်အသားမုတ်ထည့်ပါမယ်။သားမုတ်ထည့်ပြီးရင်တော့ခရူးစီအနှဲငယ်ကိုအခုလိုမျိုးထည့်ပေးလိုက်မယ်။ခရူးစီထည့်ပြီးရင်တော့ပဲငံပြားရဲ့အနောက်လေးကိုလည်းအနှဲငယ်ထည့်ပေးလိုက်မယ်ဗျာ။ပဲငံပြားကြီးအနောက်ပြီးရင်တော့ပဲငံပြားအကြီးကိုလည်းအနှဲငယ်ထည့်ပေးလိုက်မယ်နော်။ဟုတ်ကဲ့အဲ့ဒါတွေထည့်ပြီးရင်တော့ကျွန်တော်တို့အရသာတွေနှံ့တော့အောင်မှွေပေးလိုက်မယ်ဗျာ။အရသာတွေနှံ့အောင်မှွေပြီးတော့ခရမ်းသီးလေးနူးလာပြီဆိုလို့ရှိရင်ကတော့နောက်ဆုံးကြံရှိတဲ့ပါလိထားတဲ့ကြက်သွန်မြိတ်လေးတွေကိုအခုလိုမျိုးထည့်ပြီးတော့မှမှွေပေးလိုက်မယ်ဗျာကြက်သွန်မြိတ်လေးအနှဲငယ်နွမ်းလာပြီဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ဝက်စီဘတ်ခရမ်းသီးကြော်လေးရရှိသွားမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဝက်စီဘတ်ခရမ်းသီးကြော်ပဲဖြစ်ပါတယ်ဗျာကဲကြော်ပြီးသားလေးကိုပကံထဲကိုထည့်လိုက်မယ်နော်ဟုတ်ကဲ့ဒါကတော့ဝက်စီဘတ်ခရမ်းသီးကြော်ဖြစ်ပါတယ်ဒါကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဝက်စီဘတ်ခရမ်းသီးကြော်ပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့မြင်တာနဲ့တင်ကိုအယောင်အဆင်းနဲ့တင်ကိုကျွန်တော်တို့စားကျင်စရာအနေထားဖြစ်နေပြီနော်ဟုတ်ကဲ့ကိုယ့်အိမ်မှာကိုဝက်စီဘတ်ခရမ်းသီးကြော်လေးဒီနည်းလေးကိုကြည့်ပြီးတော့မှကြော်စားလို့ရပြီပဲဖြစ်ပါတယ်ဒါကတော့ဝက်စီဘတ်ခရမ်းသီးကြော်ဖြစ်ပါတယ်နောက်လေကျွန်တော်ဘာတွေချက်ပြကြော်ပြသွားမလဲဆိုတာသိချင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့မှစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ဗျာဒါကတော့ဝက်စီဘတ်ခရမ်းသီးကြော်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကိုယ်တိုင်ကြော်ထားတဲ့ဒီဝက်စီဘတ်ခရမ်းသီးကြော်လေးကိုအရသာလေးကိုတစ်ချက်မြည်ကြည့်လိုက်မယ်ဗျာအရသာကတော့အပေါ့အငံအချိုအဆက်အနေထားတော့ကွက်တိဗျာကျွန်တော်ကတော့အချိုမုံနေမသုံးတာဖြစ်တဲ့အသားမုံနဲ့ပဲသုံးပြီးတော့မှအခုလိုမျိုးကြော်တာချက်တာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့နောက်လည်းဘာဒီကြော်ပြချက်ပြသွားမလဲဆိုတာသိချင်တော့စောင့်မျှော်ကြည့်ရှုအားပေးဖို့မမေ့နဲ့ဗျာအားလုံးကျေးဇူးတင်ပါတယ်တက်တာဘိုင်ဘိုင်